အားလုံးပဲမင်္ဂလာပါဒီနေ့ teacher တို့ဆက်ပြီးတော့မှဒီ nouns နဲ့ပတ်သက်ပြီးတော့မှ nouns ရဲ့ countable နဲ့ uncountable အကြောင်းလေးကို teacher တို့ဆက်ပြီးတော့မှဒီ video မှာတူတူလေးလာကြည့်လိုက်ရအောင်ဆို nouns လို့ပြောရလို့ရှိရင် teacher တို့က nouns ရဲ့အမျိုးအစားတွေလည်းသင်ပြီးသွားပြီပြီးတော့ noun ရဲ့အမျိုးအစားတွေထဲကနေပြီးတော့မှသူ့ရဲ့ plural form singular form ပေါ့နော်သူ့ရဲ့အနည်းကိန်းပုံစံအများကိန်းပုံစံနဲ့ teacher တို့သင်ပြီးသွားပြီအဲ့တော့ teacher တို့အခုဘာထပ်သိဖို့လို့လဲဆိုလို့ရှိရင်သူ့ရဲ့ countable form နဲ့ countable noun နဲ့ uncountable noun အကြောင်းပေါ့နော်ဆိုတော့ countable ဖြစ်တယ်ဆိုတာဘာဖြစ်တာလဲဆိုလို့ရှိရင် countable ဆိုတာရေတွက်လို့ရတာဥပမာဆိုတစ်ခုနှစ်ခုသုံးခုလေးခုဆိုပြီးတော့မှအဲ့လိုမျိုးတစ်ခုနှစ်ခုသုံးခုဆိုပြီးတော့မှရေတွက်လို့ရတယ်ဒီ nouns တွေကို teacher တို့ကဘာလို့ခေါ်လဲဆိုရင် countable noun လို့ခေါ်ပါတယ် uncountable noun ဆိုတာရေတွက်လို့မရတာကျတို့ကတစ်ခုနှစ်ခုသုံးခုဆိုပြီးတော့ဒီလိုမျိုးရေတွက်လို့မရတဲ့ nouns တွေဆိုလို့ရှိရင် uncountable noun လို့ခေါ်ပါတယ် countable လို့ပြောရလို့ရှိရင်ဥပမာ teacher တို့ကအနည်းချင်းဆုံးပြောရရင်ဘောလုံးလေးတွေပေါ့နော်ဘောလုံးလေးတွေဆိုရင် teacher တို့ကတစ်လုံးဒီမှာနှလုံးသုံးလုံးဆိုပြီးတော့ teacher တို့အလွယ်တကူပေါ့နော် teacher တို့ကဘာလို့လို့ရလဲရေတွက်လိုက်လို့ရတယ်အဲ့လိုရေတွက်လိုက်လို့ရတဲ့စကားလုံးလေးတွေကို teacher တို့ဒီ ball ဆိုတဲ့စကားလုံးလေးပေါ့နော်အဲ့တော့ ball ဆိုတဲ့ဒီစကားလုံးလေးကို teacher တို့က countable nouns လို့ဆိုပြီးတော့မှ teacher တို့ပြောလိုက်ပါတယ်ရေတွက်လို့ရတဲ့ noun ပေါ့နော်တော့တစ်ခုနှစ်ခုသုံးခုဆိုပြီးတော့မှတချို့ဒီလိုမျိုးရေတွက်ဖို့အတွက်ခဲရင်းနဲ့ရေတွက်ဖို့အတွက်ကကြတော့မဖြစ်နိုင်တဲ့ nouns တွေကကြတော့တချို့တော့ uncountable noun လို့ခေါ်ပါတယ်ဥပမာဆိုရှင် water ဆိုရယ်ရေပေါ့နော်ရေကိုတချို့တို့ကဒီခွက်ထဲမှာမထည့်မနဲ့ဒီရေနဲ့ပဲကြည့်မယ်ဆိုတချို့ရေကိုတစ်ခုနှစ်ခုလို့ရေတွက်လို့လုံးဝမရနိုင်ဘူးပေါ့နော်အဲ့တော့မရနိုင်တဲ့အတွက်ကြောင့်မလို့ဒီ water ဆိုတာတချို့တို့ကဒါ uncountable noun ဖြစ်ပါတယ်ရေတွက်လို့မရတဲ့စကားလုံး noun ဖြစ်ပါတယ်ဆိုတော့တချို့ water ကိုတွေ့ရတယ်ဒါ uncountable noun ballsလို့တွေ့ရတယ်ဒါ countable noun ဆို teacher တို့သိဖို့လိုပါတယ်ဆိုတော့ countable နောက်ဆုံးပြန်ပြောကြည့်အောင် countable noun ဆိုတာတစ်ခုနှစ်ခုဆိုပြီးတော့မှအလွယ်တကူပေါ့နော်ရေတွက်လို့ရတယ် uncountable noun ဆိုတာကြတော့ဒီလိုမျိုးရေတွက်ဖို့မဖြစ်နိုင်တဲ့ဟာမျိုးဆိုရှင်ဒါ uncountable noun ဖြစ်ပါတယ်ဥပမာ rice rice ဆိုတာဆန်စိတ်လေးလေဆန်လေသမင်းပေါ့နော်သမင်းဆိုရှင်သမင်းစိတ်လေးတွေဆိုရှင်တစ်စိတ်နှစ်စိတ်ရေတွက်လို့ရတော့ရတယ်ဒါပေမဲ့အဲ့တော့တေချာလေးပေါ့နော်ကုံလုံးတချို့အလွယ်တကူရေတွက်နိုင်ချီသမျှဆန်စိတ်လေးကိုတချို့အသေးစိတ်ကြတော့ရေတွက်ဖို့ကြတော့အခက်ခဲရှိရလीနော်အဲ့တော့တချို့တို့ကသူတို့ကိုဒီ uncountable ထဲမှာထည့်လိုက်တဲ့ rice ကိုလေရေတွက်ဖို့ကမလွယ်ကူပေါ့နော်ရေတွက်ဖို့မဖြစ်နိုင်ဘူးပေါ့တချို့ကရေတွက်ဖို့မဖြစ်နိုင်ဘူးလို့တချို့တို့ပြောပြီးတော့မှဒါ uncountable ထဲမှာထည့်တယ်ပေါ့နော်ဒီဆိုတော့ဒါ countable နဲ့ uncountable nouns ရဲ့အကြောင်းလေးဖြစ်ပါတယ်ဆိုတော့ countable nouns လို့ပြောလိုက်လို့ရှိရင်တချို့တို့ကဘာလဲဆိုရှင်သူ့မှာ they have plural formsသူ့မှာအများကိန်းပုံစံရှိတယ်ဆိုတော့သူ့ကို teacher တို့ကရေတွက်ပမာဏများများပြောရှင်တယ်ပေါ့နော်ဆိုတော့နှစ်ခုသုံးခုရှိနေတယ်ဆိုပြီးတော့မှရေတွက်အများကြီးပြောရှင်တယ်ဆိုရှင် teacher တို့ကသူ့ကို plural form သုံးမယ်ဆိုရင် s3 yes3 ထည့်လိုက်လို့ရပါတယ်ဥပမာဆို common noun နဲ့ collective nouns တွေအားဆိုရှင်countable nouns တွေပဲဖြစ်ကြပါတယ်ဆို common nouns နဲ့ collective nouns တွေကဘာလဲဆိုတာမသိသေးဘူးဆိုရှင် teacher အရင် video မှာပြန်ပြီးတော့မှရှာပြီးတော့လေ့လာကြည့်လို့ရပါတယ်နော်So uncountable nouns ကကြတော့သူမှာ plural form မရှိဘူး do not have plural form မရှိဘူး s3 yes တွေထည့်လို့မရပါဘူး the proper noun နဲ့ abstract nouns တွေဆိုရှင်ဒါဟာ uncountable nouns တွေဖြစ်ပါတယ်ဆိုတော့ဒီမှာပါရေးထားတယ်မသိရှုပ်ရှက်ခတ်နေတယ်နည်းဖြတ်လိုက်မယ်နော်ဆိုတော့ countable noun နဲ့ uncountable noun ဆိုပြောလိုက်လို့ရှိရင်ဒီရှယ်တို့ကဒီ common nouns တွေ collective noun တွေဖြစ်ပြီးတော့မှ plural form သုံးလို့ရတယ် uncountable noun လို့ပြောလိုက်လို့ရှိရင်သူက plural form မရှိဘူး abstract noun တွေနဲ့ proper noun တွေဖြစ်ပါတယ်ဆိုတော့ဒီမှာကြည့်အောင် common noun နဲ့ collective noun တွေကဒီဟာတွေပေါ့ dogs တို့ teachers တို့ a gang of teenagers pens a hive of bees တို့အစရှိတဲ့ဖြစ်ဒီ hive of bees ဒါ collective noun တွေပေါ့နော် houses တို့ dogs တို့ဒီဟာတွေကကြတော့ common noun တွေပေါ့အဲ့ဒီ noun တွေမှာဆိုလို့ရှိရင် plural form တွေဖြစ်တဲ့ plural form ရှိတယ်ပေါ့နော် plural form လုပ်လို့ရတယ်အဲ့ဒါကြောင့်မလို့သူတို့တွေဟာ countable noun တွေဖြစ်ပါတယ်သူတို့အလွယ်တကူရေတွက်လို့လည်းရတယ်ပေါ့နော်ဆိုတော့ဒီချက်တို့ဒီမှာဆို again of teenager လို့တမလို့ရှိရင်ဒီမှာ a height of b ပေါ့နော်တစ်ခုတည်းရှိတော့တကြမလို့ a height လို့ပြောလိုက်တာတကယ်လို့နှစ်ခုရှိရဆို two height ပေါ့ two ဆိုလို့ရှိရင်ဒီမှာ height မှာ s လေးဒီချက်တို့ထည့်လိုက်မှာပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးထည့်ပါတယ်ဒါ countable noun ပုံစံပေါ့ uncountable noun တွေကကြတော့ proper noun ဆိုတာတူးတဲ့ဆိုင်တဲ့နိုင်ဆို Lucy ဆို Lucy နဲ့ဆိုင်တဲ့ Lucy တယောက်ထင်းနဲ့ပဲဆိုင်တယ်ရန်ကုန်မြို့ဆိုလို့ရှိရင်ရန်ကုန်တစ်ခုထင်းနဲ့ပဲဆိုင်တယ် English ဆိုလို့ရှိရင်လည်းသူတစ်ခုထင်းနဲ့ပဲဆိုင်တယ်ဆိုတော့ဒီစကားလုံးလေးတွေတချို့တော့အများကြီးရှိရဆိုပြီးမှတချို့ s တွေ es တွေတော့ထည့်လို့မရပါဘူးအများကြီးပြောင်းလို့မရပါဘူးအဲ့တော့ mix ဆိုတာကလည်း
နော်ပမာဏနည်းနည်းပဲရှိမယ်ပမာဏအများကြီးရှိနိုင်တယ်ဆိုပေမဲ့လည်းတချို့ကသူ့ကိုပမာဏအများကြီးသုံးမယ်ဆိုလို့ရှင်လည်း S တွေ ES တော့ပြောင်းလို့မရပါဘူးပမာဏနည်းနည်းလေးပဲရှိရဆိုရင်လည်းတချို့သူ့ကို S တွေ ES တော့ထည့်လို့မရပါဘူးသူ့မှာဘာမှမရှိဘူးလဲဆိုရင် plural form မရှိပါဘူးဆိုတော့ countable noun နဲ့ uncountable noun မှာဆိုလို့ရှိရင်ကွာခြားချက်က countable noun က plural form ရှိပါတယ် uncountable noun က plural form မရှိပါဘူးဒါလေးသိရပါမယ်နော်ဆိုတော့ဆက်ပြီးတော့မှကြည့်အောင်ဆိုတော့ countable nouns နဲ့ uncountable nouns နဲ့ပတ်သက်ပြီးတော့မှနောက်ထပ်သိစရာလေးတွေကိုတချို့တို့ဒီ slide မှာထပ်ပြီးတော့လေ့လာကြည့်အောင်ဆိုတော့ countable noun နဲ့ uncountable nouns ကိုသုံးမယ်ဆိုတချို့ကဘာသိဖို့လိုရပြီလဲလိုသွားပြီလဲဆို determiners တွေသိဖို့လိုသွားပြီcountable nouns နဲ့ uncountable noun ကိုပြောမယ်ဆိုလို့ရှင် determiner နဲ့သက်ဆိုင်သွားပြီပေါ့နော်ဆိုတော့ determiner ဆိုတာဘာလဲဆိုရင်ပမာဏနဲ့အရေးအတွက်ကိုပြတဲ့စကားလုံးdeterminer ဆိုတာပမာဏနဲ့အရေးအတွက်ကိုပြရတယ်ပေါ့နော်ဆိုတော့ပမာဏနဲ့အရေးအတွက်ကိုပြရဲဆိုပမာဏနည်းနည်းပဲရှိရဲဆိုရှင်ဒါ little တို့ a few တို့အဲ့ဒါတုံးမှာပေါ့နော်ပမာဏအများကြီးရှိရဲဆိုရင် a lot of တို့ many တို့နော်အဲ့လိုမျိုး much တို့အဲ့လိုမျိုးလေးတုံးမယ်ဆိုတော့အရေးအတွက်ဆိုလို့ရှင်တစ်ခုတည်းရှိရဲဆိုရင်ရှင်1 2 1တို့2ပေါ့အများကြီးရှိရဲဆို10တို့100တို့ရဲလိုမျိုးပေါ့နော်အဲ့လိုတုံးတဲ့စကားလုံးလေးတွေလိုတော့မယ်ပေါ့နော်အဲ့လိုစကားလုံးလေးတွေနဲ့အဲ့လိုစကားလုံးလေးတွေသုံးမယ်ဆိုရင်ကျွန်တော်တို့က countable နဲ့ uncountable noun ရဲ့အကြောင်းကိုသိဖို့လိုပါတယ်ဆိုတော့ကျွန်တော်ဆက်ပြီးတော့မှလေ့လာကြည့်အောင်ဆိုတော့ countable noun မှာဆိုရင် countable noun နဲ့တွဲတဲ့စကားလုံးလေးတွေပေါ့နော်ဒီစာလုံးလေးတွေကြတော့ countable noun နဲ့သုံးမယ်ဆိုလို့ရှိရင် teacher တို့ကဘာသိဖို့လိုလဲဆိုလို့ရှိရင်ဒီ determiner တဲ့ကမှာ many few a few of a couple of several three a and the more every each a couple of a number of စသဖြင့်ဒီလိုစကားလုံးလေးတွေသုံးမယ်ဆိုလို့ရှိရင် teacher တို့ကဘာသုံးပေးရမလဲဆိုရင်တချို့တို့ကဘယ်စကားလုံးတွေနဲ့တွဲသုံးမလဲဆိုရှင် countable nouns တွေနဲ့တွဲသုံးမယ်ပေါ့နော် countable nouns ဆိုတာရေတွက်လို့တစ်ခုနှစ်ခုသုံးခုဆိုပြီးတော့မှအလွယ်တကူရေတွက်လို့ရတဲ့စကားလုံးနံလေးတွေနဲ့တချို့တို့တွဲပါတယ်နံဆိုတာ noun ပေါ့နော် noun တွေနဲ့တချို့တို့တွဲပါတယ်ဥပမာဆိုလို့ရှင် many apples a few cakes a number of students a cat the dog ဆိုပြီးတော့မှတချို့တို့ဒီလိုမျိုးတွေသုံးလို့ရပါတယ်ဒီလိုစကားလုံးလေးပေါ့နော်ဒီ determiners လေးတွေဟာဆိုလို့ရှင်countable noun comfortable နဲ့အမြင်နဲ့ခဏခဏရော countable noun နဲ့တချို့တို့တွဲပါတယ်ဒီ determiner လေးတွေဟာ countable noun နဲ့တွဲပါတယ်ဒီ slide ကလေးကိုတချို့တို့ပြန်ပြီးတော့မှကြည့်အောင်ဆိုတော့ဒီ slide ကကြတော့ဘာလဲဆိုလို့ရှိရင်တချို့တို့ determiner ထဲမှာ uncountable noun တွေနဲ့တွဲသုံးတဲ့စာလုံးလေးတွေပေါ့နော် much a little of a little a great deal of a bit of an amount of အစရှိတဲ့ဒီလိုစကားလုံးလေးဟာဆိုရှင်ဒီချေတို့ကဘယ် noun တွေနဲ့တွဲမှာလဲဆိုရှင် uncountable noun တွေနဲ့ဒီချေတို့တွဲပါမယ်ဆိုဥမာဆို water so how much water ဆိုเนาะ time so a little time တို့ a great deal of wealth เนาะ wealth ဆိုတာဒီကျွယ်ဝမှုပေါ့เนาะ luck a bit of luck နောက်ပြီးတော့a small amount of money ဆိုပြီးတော့မှတချို့တို့ဒီလိုမျိုးပမာဏကိုပြလို့ရတယ်ပေါ့နော် a small amount of money ဆိုရှင်တာပတ်စံအရေးတွဲပမာဏအနည်းချင်းပေါ့ဒါပမာဏနည်းတယ်ပေါ့ a great deal ဆိုရင်ပမာဏအများကြီးပဲပေါ့နော်ဒါကြတော့ little ဆိုရင်နည်းငယ်ပေါ့အဲ့လိုမျိုးပေါ့နော်ဆိုတော့ဒီစကားလုံးလေးတွေဟာဆိုရှင်တချို့တို့ uncountable nouns တွေနဲ့တွဲပါတယ်ဒီ determiner လေးတွေက uncountable nouns ရဲ့ပမာဏနဲ့အရေးတွဲကိုပြချင်တဲ့အချိန်မှာသုံးပါတယ်နောက်တစ်ခုပေါ့နော်ဒီတစ်ခုကကြတော့ a cup of a bag of a little of two bar of စတဲ့စကားလုံးတွေကကြတော့တချို့တို့ဘယ်ထဲမှာလဲထည့်လို့ရတယ်လဲဆိုရှင် collective nouns ထဲမှာလဲထည့်လို့ရတယ်ဒါပေမဲ့သူတို့ကိုတချို့တို့ကဒီလိုမျိုးဒီရေအလွယ်တကူရေတွက်လို့မရတဲ့စကားလုံးလေးတွေပေါ့နော်ဥပမာဆိုလို့ရှိရင်တချို့တို့ milk ကိုပဲပြောရအောင်အဲ့ milk ဆိုရင်တော့နှုတ်တာကြတော့တချို့တို့ကလေဒီတစ်ခုနှစ်ခုသုံးခုဆိုပြီးတော့မှအလွယ်တကူရေတွက်လို့မရနိုင်ဘူးရေတွက်လို့မရနိုင်တဲ့ကြောင့်သူတို့ဟာဆိုလို့ရှိရင်ဒါကဗာလဲuncountable noun တွေဖြစ်တယ်။သူ့ရဲ့ပမာဏကိုတချို့ကပြချင်တယ်ဆိုတချို့ကဒီလိုစကားလုံးလေးတွေသုံးပြီးတော့မှပြလို့ရပါတယ်။ဥပမာဆိုရင် milk ဆိုဘယ်ထဲမှာထည့်လဲရှိလေခွဲနဲ့ထည့်မယ်ဆိုရင် a cup of milk ပေါ့နော်ဒါမှမဟုတ်ဖန်ခွဲနဲ့တောင်း a glass of milk ဒါမှမဟုတ် a bottle of milk ပေါ့နော်ဒါတစ်ခွက်တည်းဆိုလို့ရှိရင် a cup of ပေါ့နှစ်ခွက်ဆိုရင် two cups of ဆိုပြီးတော့မှအဲ့လိုလေးတွေနဲ့တချို့ကသုံးလို့ရပါတယ်ဒီစာလုံးတွေကဒီ uncountable noun ဖြစ်တဲ့ဒီ materials noun လေးတွေပေါ့နော်milk တို့ water တို့ဒီလိုစကားလုံးလေးတွေပေါ့ coffee milk rice
go ဆိုအဲ့ဒီစကားလုံးလေးတွေနဲ့ဆိုရှင် teacher တို့ကဗမာသူ့ရဲ့ဗမာနာကိုပြရှင်ဒီလို collective noun တွေနဲ့ teacher တို့သုံးပြီးတော့မှဖော်ပြလို့ရပါတယ်သူ့ရဲ့ဗမာနာကိုပေါ့နော် so a cup of milk a liter of milk a cup of coffee a bag of rice 2 bars of gold ဆိုတာအစားရှိတဲ့ဖြစ်ပေါ့နော်ဘာကြီးရတယ်မတင်မင်းနောက်တစ်ခု down slide တစ်ခုကိုဆက်ပြီးတော့မှကြည့်လိုက်ရအောင်ဒီထဲမှာတချို့လေ့လာကြည့်အောင်တချို့ some တို့ any တို့ a lot of တို့ plenty of เนาะ enough most or no စသဖြင့်အဲ့ဒီစကားလုံးတွေကကြတော့တချို့ကဘယ်ဟာရဲ့ပမာဏကိုပြလဲဆိုရင် comfortable or uncomfortable နှစ်ခုစလုံးမှာသုံးလို့ရတယ် comfortable ရဲ့ပမာဏကိုလည်းပြလို့ရတယ် uncomfortable ရဲ့ပမာဏကိုလည်းပြလို့ရတယ်ပေါ့နော် uncomfortable ပေါ့ဆိုတော့ဥပမာဆိုလို့ရှိရင် book ဆိုရင်ဒါ countable ရေးတွက်လို့ရတဲ့နာမ်ဖြစ်တယ် milk ဆိုရင်ဒါရေးတွက်လို့မရအောင်အဲ့တော့ some books ပေါ့နော်စာအုပ်တချို့ဆိုလို့ရှိရင် some books ဆိုရင်ဒါသူ့ရဲ့ပမာဏတချို့ကိုပြရတယ်ပေါ့နော်ဆိုတော့ပမာဏတချို့ some ဆိုလည်းဟို countable နဲ့လည်းသုံးလို့ရတယ် uncomfortable နဲ့လည်းသုံးလို့ရတယ်ပေါ့နော်နောက် any ဆိုလည်းအတိုင်းပဲ any pens any waters a lot of cars a lot of money or books or music အစရှိတဲ့တချို့တို့သုံးပြီးတော့မှတချို့တို့ဖော်ပြလို့ရတယ်ပေါ့နော်သူရဲ့ပမာဏအောင်ဆိုတော့ countable uncomfortable မှာရော comfortable မှာရောသုံးလို့ရတယ်ဒီ terminal လေးတွေဖြစ်ပါတယ်ဒီဟာလေးတွေကဆိုဆက်ကြည့်အောင်ဆိုတော့ few လို့ပြောလိုက်လို့ရှိရင် few ရဲ့အကြောင်းလေးကိုပြောရမယ်ဆိုရင်နှစ်ခုရှိရပေါ့နော် few ရဲ့ a few ရဲ့ဘာကွာလဲဆိုရင် few ကဒီချက် negative တဘောနဲ့သုံးပြီးတော့မှ a few ကဒီချက် positive တဘောနဲ့သုံးတယ်ပေါ့နော်အနည်းငယ်ပဲရှိတယ်အရှင်တူပေါ့နော်သူကကွာခြားမှုလို့ရှိတယ်ဥပမာဆိုဒီချက် I have few dollars လို့ပြောမယ်ဆိုရှင်တော့သူက almost none ဒေါ်လာအနည်းငယ်ပဲရှိတယ်ပေါ့အနည်းငယ်ဆိုရှိတယ်လို့ပြောရှင်တာဒါမရှိတလောက်ဖြစ်နေတာပေါ့နော် I have few dollar ပေါ့ဒါပေမဲ့တချို့က I have a few dollars လို့ပြောလို့ရှိရင်ငါမှတချို့ရှိတယ်ပေါ့တော်တချို့တော့ရှိတယ်လုံလောက်တော့ရှိတယ်ပေါ့နော်ဥပမာတချို့ကထားလိုက်ပါတော့ coffee ဆိုင်တော့တောက်မယ်ပေါ့နော် coffee ဆိုင်တော့တောက်တော့ coffee ဝယ်တော့မယ်ဆိုတော့coffee ကကိုမပါကိုကပတ်စံအများကြီးမပါလာဘူးပေါ့နော်ဟဲ့နေ coffee တောက်မလားဆိုတော့ဟဲ့ငါမှပတ်စံလောက်အများကြီးမပါဘူးဆို I have few dollars လို့သုံးလို့ရတယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ငါပတ်စံမပါဘူးပြောရပေါ့နော် I have few dollars ငါမှပတ်စံမလုံလောက်ဘူးလို့ကိုကပြောရချင်မတကယ်ချင်းကရတယ်ငါမှတချို့ရှိတယ်နေတောက်ရှင်ဝယ်တောက်လိုက်လို့ပြောဆို I have a few dollars you can buy နော်နေဝယ်လို့ရတယ်ပေါ့နော် I have a few dollars ဆိုတော့တချို့ရှိတယ်လုံလောက်ရှိပါတယ်တဲ့နေသုံးလို့ရတယ်ဆိုတဲ့ဘောနဲ့သုံးတာပေါ့နော်ဒါပေမဲ့အများကြီးရှိလားဆိုလဲအများကြီးတော့မဟုတ်ပါ few ဆိုတော့အနည်းငယ်ပဲပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးသုံးပါတယ်နောက်ကျ a little ကကြတော့တချို့ကဘာနဲ့သုံးပါလဲဆိုလို့ရှိရင်a little ကကြ uncountable noun form နဲ့တချို့တို့သုံးပါ uncountable တွေပေါ့နော်ဆိုတော့ negative little ဆို negative a little ဆို positive ပေါ့ခုနနဲ့တူတူပဲ I have little money ပတ်စံနည်းနည်းပဲရှိရဆိုရင် I have little money not enough ပေါ့နော်လုံလောက်မရှိဘူးလုံလောက်ရှိရတချို့လောက်ရှိရဆိုရင် I have a little money အဲ့လိုသုံးလို့ရဆိုတော့ little ဒီမှာကျတော့ဒီမှာ money ဆိုတာလဲဒါသုံးရတဲ့ငွေပဲပေါ့နော်ဒါလည်းငွေပဲခုန dollar ဆိုလို့ရှင်လဲဒီ dollar ဆိုလို့ရှင်လဲဒါလည်းပတ်စံပဲပေါ့နော်ဘာဖြစ်လို့ dollar က blue လို့ဖြစ်သွားလဲနော်ဒါဖြစ်တော့ money ကိုကျတော့ဟိုဟာနဲ့သုံးလဲပေါ့နော်uncountable ဖြစ်သွားလဲပေါ့အဲ့အင်္ဂလိပ်စာမှာကြာဒီလိုပဲအများကြီးတော့မရှင်းပြတော့ဘူးတခုမှတ်ထားလို့ရတယ်ကိုကနဲ့ကို dollars လို့ပြောလိုက်လို့ရှိရင်တချို့တို့က countable ထဲမှာထည့်ပြီးတော့မှ s တွေတချို့တို့ထည့်လို့ရတယ်ပေါ့နော် dollars ကိုလေနောက် money ကိုကြတော့တချို့တို့က uncountable ထဲမှာထည့်ပြီးတော့မှတချို့တို့ s တွေ yes တွေထည့်လို့မရပါဘူးဒါလေးပဲမှတ်ထားပြီးရင်ရပါပြီနော်ဆိုတော့တချို့တို့ဆက်ကြည့်အောင်ကဲဒီခါကျတော့ quiz လေးဖြည့်ကြည့်အောင်ကိုခုနဒီဗီဒီယိုလေးကနေပြီးတော့မှဘယ်လောက်ထိမှတ်မိသွားလဲဆိုတာလေ he wants to drink a coffee လို့သုံးပါလား some coffee လို့သုံးပါလားဘယ်ဟာလေးသုံးမိမှန်းပါလဲ some လို့သုံးမိမှန်းပါတယ်ပေါ့နော် a သုံးလို့မရပါဘူးဘာဖြစ်လဲဆို a ဟာဆိုရှင် countable noun ပေါ့နော်ရေးတွက်လို့ရတဲ့နာမ်ရင်းနဲ့ပဲသုံးပါတယ်တစ်ခုနှစ်ခုဆိုရသူရဲ့အဓိပ္ပာယ်ကတစ်ခုဆိုတဲ့အဓိပ္ပာယ်တစ်ဖြစ်အတွက်ကြောင့်ပေါ့နော်ဆိုတော့ coffee က uncountable noun ဖြစ်ပါတယ်ရေးတွက်လို့မရတဲ့နာမ်ဖြစ်အတွက်ကြောင့်မလို့တချို့တို့ countable uncountable မှာရောသုံးလို့ရတယ် some နဲ့တွဲပါမယ်ဒါ question မှာကြံခဲ့မယ် do you have the water လို့သုံးပါလား do you have any water လို့သုံးပါလား the သုံးရင်မှန်ပါလား any သုံးရင်မှန်ပါလား any သုံးမှာမှန်ပါတယ် the သုံးလို့မရပါဘူး article a and the ဟာဆိုလို့ရှိရင် countable noun တွေနဲ့ပဲတွဲပါတယ် uncountable noun နဲ့မတွဲပါဘူးကဲနောက်တစ်ခုကြည့်ခင်လေးဖြည့်ရအောင်
နှစ်ပိုင်းချက်ထားတယ်မသိဘူးလားဆိုတော့ကြည့်အောင် they bought a few oranges a little oranges ဆိုတော့ a few နဲ့ a little နဲ့ပဲဟာလိမှန်ပါတယ်သူကa few ကမှန်ပါပဲဘာဖြစ်လဲဆိုလို့ရှိရင် a few ကတချို့တို့က countable noun နဲ့တွဲပါတယ် oranges က countable noun ဖြစ်ပါတယ်ရေတွက်လို့ရတယ်တစ်ခုနှစ်ခုဒီမှာ s လေးထည့်ထားရတယ်ပေါ့နော်ဒါကြောင့် a little က uncountable နဲ့ပဲတွဲပါတယ်ဆိုတော့ဒီဟာမှားပါတယ်ဒါလေးကြည့်အောင် he's got a little money to buy a cup of coffee a little တော့ရမှန်မလား little တော့ရမှန်မလားပေါ့ဒါသူ့မှာကြတော့ဘောနော်ကိုစက်ခွဲပေးတဲ့ထည့်ပြီးရှင်းပြတာပေါ့နော်it is not enough for a cup of coffee သူ့မှာရှိရပစ္စံက coffee ဝယ်ဖို့မလုံလောက်ဘူးတဲ့ coffee ဝယ်ဖို့မလုံလောက်ဘူးဆို little လို့ပြောရတော့မှမှန်မလား a little လို့တော့ရမှန်မလားမလုံလောက်ဘူးဆိုလို့ရှိရင်တော့ little မှန်ပါတယ် a little လို့ပြောလို့ရှိရင်ဒါလုံလောက်တယ်ပေါ့နော်ကဲနောက်ခု David has many money plenty of money ဆိုတော့ many လို့သုံးရင်မှန်မလား plenty of သုံးလို့မှန်မလားပတ်စံအများကြီးရှိတယ်ပေါ့ plenty of နဲ့သုံးပါတယ် plenty of က countable uncountable မှာသုံးလို့ရတယ်ဒီမှာ many က uncountable noun ဖြစ်တဲ့အတွက်ကြောင့်လို့ many နဲ့သုံးလို့မရပါဘူး many many ကတချို့တို့ countable noun နဲ့ပဲသုံးပါတယ်တကယ်လို့ကိုကဒီ lesson ကိုဒီထိကိုကဒီဟာလေးဖြည့်ရတဲ့ချိန်မှာနည်းနည်းတော့ရောနေသေးတယ်ဆိုရှင်ဗီဒီယိုအရှိကိုပြန်သွားပြီးတော့ပြန်လေ့လာကြည့်လို့ရပါတယ်နော် She asks for milk or milks. She asks for some milk or milks. So milk ကိုတချို့ s ထဲမှာလားဒါမှမဟုတ် some နဲ့သုံးပါလားပေါ့ဘယ်ဟာလေးဆိုရှင်မှန်ပါလဲ some ကမှန်ပါတယ်ပေါ့နော်ဘာလို့လဲဆိုတချို့ milk က uncountable noun ဖြစ်တယ်ရေတွက်လို့မရဘူးရေတွက်လို့မရတဲ့ကြောင့်ရေတွက်လို့မရတဲ့ nouns ဖြစ်တဲ့ကြောင့်မလို့တချို့ s ထဲလို့မရဘူးသူ plural form မရှိဘူးသူမှာနော်ဆိုတချို့က some နဲ့တွဲပါတယ်ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့မှဒီနေ့ lesson က countable noun uncountable noun နဲ့ပတ်သက်ပြီးတော့မှဒီနေ့ video ကဒီလောက်ပါပဲပေါ့နော်ဆိုတော့ဒီချိန်နောက်ရက်တွေကြတော့မှ noun ရဲ့ formation အကြောင်းကိုဆက်ပြီးတော့မှလေ့လာကြပါမယ်ဆိုတော့ဒီနေ့ video ကအားလုံးအတွက်အကျိုးတစ်စုံတစ်ခုကိုရရှိသွားစေနိုင်လိမ့်မယ်လို့ညွှန်နေပါတယ်နော်I'll see you in my next video